လီမမလည်းနေကျမရေကိုလည်းကြည့်ဆိုင်အေးလို့လည်းပြမစိုးနေတော့နော်ရေကိုအစိမ့်လိုက်ခွဲသွားခဲ့တယ်ဆိုပေမဲ့အရာရာကောင်းမှုဖြစ်လာတယ်လို့ပဲတွေးပြပါပြန်လာတော့မှမို့မျောလေးစေချင်တော့ဘူးအချစ်ရတဲ့အရေးကြီးတာတွေကိုပဲဦးစားပေးလုပ်စေချင်တယ်အရင်နဲ့ချစ်ခဲ့တယ်ဆိုတော့လေသိစေချင်ပါတယ်အရာအလုံးတွေလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးချိန်နဲ့ပြောချင်တာကလောလွယ်နေပါမယ်စချစ်တဲ့ကနောက်ဆုံးချိန်ထိချစ်နေပါမယ်ဆိုတော့သိစေချင်ပါတယ်